ဝိတကတန်ဌာနသုတ်တံဆိုတာကိုဦးဇင်းတို့ဒီကနေ့ပြောပြပါမယ်ဝိတကတန်ဌာနသုတ်တံဆိုတာကမိမိတို့ရဲ့တန်တမှာဇာကဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အတွေးတွေအဲ့ဒီယုံညံ့တဲ့အတွေးတွေကိုဘယ်ပုံဘယ်နည်းဖယ်ရှားရမလဲဆိုတာကိုမြတ်စွာဘုရားသင်ကြားပေးထားတဲ့သုတ်တန်တရားဒေသနာတစ်ပုဒ်နော်မြတ်စွာဘုရားကတတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုပြည့်ပြည့်ဝဝရစေဖို့လိုလားတော်မူတာဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့အကုသိုလ်တရားတွေကိလေသာတရားတွေကိုဘယ်နည်းနဲ့ပယ်ရှားနိုင်အောင်လုပ်ရမလဲဆိုတာကိုနည်းမျိုးစုံနဲ့မြတ်စွာဘုရားသင်ပေးတယ်ပေါ့နော်အဲ့ဒါကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့နာယူမှတ်သားပြီးတော့ဘဝမှာလက်တွေ့အသုံးချကြည့်ကြရမယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဝိတကတန်ဌာနဝိတကဆိုတဲ့စကားလုံးလေးအလုံးနားရင်ထားပြီးသားဝိတက်ဆိုတာဘာတော့အတွေးပေါ့နော်အတွေးတွေတွေးနေတာဒီအတွေးတွေဆိုတာကအတွေးတိုင်းဆိုးတယ်လို့ပြောလို့တော့မရပါဘူးကောင်းတဲ့အတွေးတွေလည်းမရှိဘူးလားဗျာနော်တချို့အတွေးတွေကအလွန်ကောင်းမွန်တဲ့အတွက်ကြောင့်သူ့ကိုများများတွေးပေးနိုင်မယ်ဆိုရင်ပွားများအထောက်နိုင်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုတော့ရစေနိုင်တယ်လို့အဲ့လိုမြင်မာတဲ့စွမ်းရည်ရှိတဲ့လိုလားအပ်တဲ့အတွေးတွေလည်းရှိတယ်ပေါ့လိုလားအပ်တဲ့အတွေးတွေကဘလို့အတွေးတွေတော့နိက္ခမဝိတ္တတဲ့ထွက်မြောက်မှုလွန်မြောက်မှုနဲ့ဆက်ရှင်တဲ့အတွေးအကုသိုလ်တရားတွေကနေဘယ်လိုငါထွက်မြောက်အောင်ကြိုးစားရမလို့ကုသိုလ်ဖြစ်အောင်ဘယ်လိုလုပ်ရမလို့ကုသိုလ်ဖြစ်အောင်လုပ်တယ်ဆိုတာကုသိုလ်ဖြစ်သွားတယ်ဆိုတာကိုကအကုသိုလ်တရားတွေယုံညံ့တဲ့တရားတွေကနေပြီးတော့ထွက်မြောက်သွားတဲ့သဘောပဲအဲ့လိုကုသိုလ်ဖြစ်အောင်တွေးတယ်ဒါဟာလည်းပဲနိက္ခမဝိတ္တလို့ဆိုရမယ်ပေါ့နော်နောက်ဦးဇင်းတို့ကာမကနေထွက်မြောက်အောင်ကြိုးစားတယ်ဒုက္ခတွေရဲ့ဖြစ်เสียအကြောင်းတရားဖြစ်တဲ့ဒီဝိတုကာမကိလေသာကာမကလွတ်မြောက်နိုင်အောင်ကြိုးစားတယ်ဆိုတာလေဒါပါလေနိက္ခမဝိတ္တကိုအခြေခံရတာအဲ့ဒီလိုအတွေးမျိုးကြတော့ဒါအလွန်တန်ဖိုးကြီးမားတဲ့အတွေးပဲနောက်ဦးဇင်းတို့အပြာဝါဒဝိတ္တဆိုတာလည်းရှိတယ်တဲ့အပြာဝါဒဝိတ္တဆိုတာမေတ္တာနဲ့ရှင်တဲ့အတွေးပေါ့နောက်တတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာရစေလိုတဲ့မေတ္တာဓာတ်နဲ့ရှင်တဲ့အတွေးဒီလိုအတွေးတွေကြတော့လည်းပဲအရန်တန်ဖိုးကြီးမားတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်နောက်ဦးဇင်းတို့အဝိဟိန္ဒဝိတ္တဆိုတာလည်းရှိတယ်တဲ့အဝိဟိန္ဒဝိတ္တဆိုတာကမငြင်းသေးမှုနဲ့ဆက်ရှင်တဲ့အတွေ့တနည်းအားဖြင့်တနာကျင်နာမှုနဲ့ဆက်ရှင်တဲ့အတွေ့တတ္တဝါတွေရဲ့တွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေကလွတ်ကြပါစေဆိုတဲ့ကရုဏာနဲ့ရှင်တဲ့အတွေ့ပေါ့အဲ့ဒီလိုအတွေ့တွေကြတော့လည်းပဲအလွန်မြင့်မြတ်တယ်ပေါ့မြင့်မြတ်တဲ့အတွေ့ကြီးဘယ်နှမျိုးတော့၃မျိုးပေါ့နော်အကြမ်းမြင့်နိက္ခမဝိတ္တအကုသိုလ်ကနေထွက်မြောက်နိုင်မှုကိလေသာကနေထွက်မြောက်နိုင်မှုကာမကနေထွက်မြောက်နိုင်မှုတွေးတဲ့အတွေ့ဟုတ်လားအပြာပါဒဝိတ္တတတ္တဝါတွေရဲ့ပုံမှာချမ်းသာစီလိုတဲ့မေတ္တာစိတ်နဲ့တွေးတဲ့အတွေ့အဝိဟိန္ဒဝိတ္တတတ္တဝါတွေရဲ့ပုံမှာဆင်းရဲဒုက္ခလွတ်မြောက်သွားစီလိုတဲ့တနာကျင်နာမှုနဲ့ပတ်သက်တဲ့အတွေ့ဆိုတာအဲ့ဒီအတွေ့တွေကြတော့ဘာလို့ဖို့လို့တော့မွေးမြူဖို့လိုတယ်ကြီးထွားလာအောင်ကြိုးစားဖို့လိုတယ်ခုဒီနေရာမှာမြတ်စွာဘုရားကဖယ်ရှားဖို့ဟောကြားတဲ့အတွေ့တွေကဘလို့အတွေ့တွေတော့အဲ့ဒီပါဠိတော်ထဲမှာတော့ယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့ယုံညံ့တဲ့အတွေ့လို့အဲ့လိုဟောတယ်နောက်တချို့ပါဠိတော်ဒေသနာတွေတော်တော်များများထဲမှာတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တလို့မကောင်းတဲ့အတွေ့သုံးမျိုးကိုအဲ့လိုဖော်ပြတာလည်းရှိတယ်အဲ့ဒီဖော်ပြချက်ကတော့နေရာတော်တော်များများမှာတွေ့ရတယ်ပေါ့နော်ကာမဝိတ္တဆိုတာဘာတော့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေ့ကြည်လိုစိတ်မြင်လိုစိတ်နဲ့တွေးနေတာကြားခြင်းစိတ်နားထောင်လိုစိတ်နဲ့တွေးနေတာနမ်းရှူခြင်းစိတ်စားတော့ခြင်းစိတ်တွေ့ထိခြင်းစိတ်တွေနဲ့တွေးနေတာဒါကိုဘာလို့ခေါ်တော့ကာမဝိတ္တဟုတ်လားနောက်ဗျာပါဒဝိတ္တတဲ့သူတစ်ပါးရဲ့ပုံမှာစိတ်တိုင်းမချမှုမကျေနပ်မှုတွေ့ကြုံလာတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်တုန်မှုဒေါသဖြစ်မှုအလိုမကျမှုတွေနဲ့တွေးနေတဲ့အတွေ့ကိုကြတော့ဗျာပါဒဝိတ္တဒေါသနဲ့ဆက်ရှင်တဲ့အတွေ့ပေါ့နော်နောက်အရှင်တို့ဝိဟိန္ဒဝိတ္တဝိဟိန္ဒဝိတ္တကြတော့သူကဒေါသအပြင်းသားဖြစ်သွားပြီမကျေနပ်ယုံများစိတ်တိုင်းမကြယုံများမကဘဲနဲ့အဲ့ဒီမကျေမနပ်ဖြစ်နေတဲ့စိတ်တိုင်းမကြဖြစ်နေတဲ့တတ္တဝါသို့မဟုတ်တက်မဲ့ဓာတ်ရဲ့ပုံမှာဖြစ်စည်းလိုစိတ်နဲ့ည
ညှင်းဆဲလိုစိတ်နဲ့မှတွေးလာတဲ့အတွေးပေါ့ဒီလိုဒုက္ခရောက်တော့ပြောလိုက်ရမှကိုကျင့်နေမယ်လှုပ်လိုက်ရမှကိုကျင့်နေမယ်ဘလို့ပြောရမလဲဘလို့လှုပ်ရမလဲသူဘာဆင်းရဲသွားအောင်နော်ကာယကံဝစီကံအဖြစ်ကြိုးစားဖို့စိတ်ကူးတာတွေးတာဒါကိုဘာပြောတော့ဝိဟိန္ဒဝိတ္တအဲ့ဒီကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တဆိုတဲ့ရုပ်ညက်တဲ့အတွေးတွေကတော့ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့အတွက်ကြောင့်ဖယ်ရှားရမယ်အတွေးတွေပေါ့အဲ့ဒါမြတ်စွာဘုရားကဒီသုတ္တံမှာတော့ယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးလို့အဲ့လိုပြောတယ်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တဆိုတဲ့အသုံးအနှုန်းလေးနဲ့မပြောဘူးနော်ယာကဒေါသမောဟယာကဆိုတာဘာပြောတာတော့ဆွဲမဲ့တာကိုပြောတာလောဘအပြင်းသားပေါ့နော်အဝိဖြူဖြူလေးပေါ်မှာတော့ဆွဲတည်တဲ့ထင်းစီတဲ့ဆေးရောင်တစုံတရာကျသွားပြီဆွဲသွားပြီဆိုလို့ရှိရင်ချွတ်ဖို့တော်တော်ခက်သွားတယ်နော်မှင်နေပါလေစိုးသွားပြီဆိုလို့ရှိရင်ချွတ်ဖို့မလွယ်တော့ဘူးအဲ့လိုပဲအာယုံတစ်ခုရဲ့ပုံမှာစိတ်ကအယံဆွဲသွားတယ်မကြာခဏအမှတ်ရနေတယ်တော့ဒါကိုကြည်ကျင်နေတယ်မြင်ကျင်နေတယ်ကြားကျင်နေတယ်ဒါကိုပဲစိတ်ကရောက်နေတယ်ဒါနဲ့ပဲတွေ့ကျင်နေတယ်ဘာဖြစ်နေတော့ဆွဲနေတယ်အဲ့ဒါကိုဘာလို့ခေါ်တော့ယာကဟုတ်ရလားနော်ဒေါသဆိုတာကြတော့ပိဿတုနားလည်ပါတယ်စိတ်တိုင်းမကြတာအလိုမကြတာစိတ်တိုးတာစိတ်ဆိုးတာနော်ဗမာစကားလုံးဖြစ်နေပါပြီဒေါသကမောဟဆိုတာကြတော့အမှန်တရားကိုမသိတာနော်ဖြစ်ပေါ်နေတာကတစ်မျိုးကိုသိထားတာနားလည်ထားတာကတစ်မျိုးဒီလိုမျိုးဖြစ်နေတဲ့အခြေအနေနဲ့သိနေတဲ့အခြေအနေနဲ့ကထပ်တူမကြဘူးဒါဘာမှပြောတော့မောဟပြောရလို့ရှိရင်တော့သစ္စာလေးပါးအမှန်တရားကိုမသိတာဟောခန္ဓာဟာဆင်းရဲတယ်လို့မသိဘူးလူချင်းမမောမှုလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့မသိဘူးလောဘချုပ်ခြင်းသည်ဒုက္ခချုပ်ရဖြစ်တယ်လို့မသိဘူးမဂ္ဂင်၈ပါးသည်ဒုက္ခချုပ်ရသို့ဆက်ရောက်စေတဲ့တခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ဒါကိုလည်းမသိဘူးအမှန်တရားကြီး၄ချက်ကိုမသိတာကိုမောဟလို့ဒေသနာတော်တွေထဲမှာမြတ်စွာဘုရားအတိပ္ပယ်ဖွင့်ဆိုပြတာကိုများစွာတွေ့ရတယ်ပေါ့ခုဒီမှာမြတ်စွာဘုရားကဖယ်ရှားဖို့ကြိုးစားရမယ်ဖယ်ရှားဖို့ကြိုးစားတဲ့နေရာမှာဘယ်ပုံမနည်းကြိုးစားမလဲလို့သင်ပြထားတဲ့နေရာမှာဖယ်ရှားဖို့ကြိုးစားရမယ်အတွေ့ကဘလို့အတွေ့တော့ယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့ယုံညံ့တဲ့အတွေ့ပူလောင်တဲ့အတွေ့အဲ့ဒီအတွေ့တွေဖြစ်လာပြီဆိုရင်ဘလို့လုပ်ရမလဲဆိုတာကိုမြတ်စွာဘုရားသင်ပေးတာဘလို့စပြီးတော့ဟောထားတော့ဆိုတော့ယဟန်တို့တဲ့တရားဘာဝနာလုပ်အထောက်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီလိုယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့ယုံညံ့တဲ့အတွေ့တွေဆိုတာယံဖန်ယံခါဖြစ်လာတတ်တယ်ဟုတ်လားဝိပဿနာဘာဝနာတရားကြိုးစားအထုတ်ဖို့နော်အခြေခံအဖြစ်တည်ငြိမ်မှုဆိုတဲ့တမာတိကိုရဖို့အတွက်အရင်ကြိုးစားကြရတာရှိတယ်ဟုတ်လားအဲ့ဒီလိုမြင့်မြတ်တဲ့အစဉ်အတန်းရှိတဲ့စိတ်ကိုရအောင်ကြိုးစားတဲ့နေရာမှာဒီယာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေကဖြစ်လာတတ်တယ်တဲ့အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလို့တဲ့နော်နံပါတ်1အာယုံပြောင်းတဲ့နည်းနဲ့အဲ့ဒီအတွေးတွေကိုဖယ်ရှားရမယ်ဒါကအကျဉ်းမြင်လေးဘုံဘုံတို့ကမတ္တိကအနေနဲ့ပြောလိုက်တာပါအာယုံပြောင်းပြရမယ်ဆိုလိုတာကဒီအတွေးတွေကဘာကြောင့်ဖြစ်နေတာတော့ဘာကိုအကြောင်းပြုပြီးတော့ဒီအတွေးဖြစ်နေတာတော့အဲ့လိုဆိုရင်အဲ့ဒီအတွေးဖြစ်ခြင်းရဲ့အကြောင်းတရားကိုမစဉ်းစားတော့ဘူးနော်အကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုမစဉ်းစားတော့ဘူးမတွေးတော့ဘူးကုသိုလ်ဖြစ်ခြင်းရဲ့မြင့်မြတ်တဲ့မွန်မြတ်တဲ့အာယုံကိုပြောင်းပြီးတော့စဉ်းစားဆင်ခြင်ခြင်းအပြင်စောစောကဖြစ်နေတဲ့ယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားပြင်မယ်ပေါ့အာယုံကိုပြောင်းပြင်လိုက်တာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကဥပမာဘယ်လိုပေးတုံးဆိုတော့နော်လက်သမားဆရာကနော်ကြီးတဲ့တက်ကိုနှုတ်ပြခြင်းတယ်ဆိုလို့ရှိရင်သေးတဲ့တက်နဲ့အရင်ရိုက်ပြီးတော့ချွတ်ရတယ်တဲ့အဲ့ဆိုကြပါစို့ဦးဇင်းတို့ဒါလွှတ်တိုက်တဲ့လူတွေဦးဇင်းတို့ကတော့ရွာမှာနေကြတုန်းကလွှတ်တိုက်တဲ့ဒကာကြီးတွေလွှတ်တိုက်ကြတာကိုတွေ့ရတယ်ဒါလွှတ်ချောင်းကောင်းကောင်းဆွဲလို့ရအောင်နော်ခွဲပြီးသားပြင်ပြားနှစ်ချက်ကြားကိုလွှတ်ချောင်းကြားတဲ့ကိုတက်ကြီးထိုးထားတာတက်ကြီးရိုက်ထားအဲ့ဆိုရင်လွှတ်ဆွဲရတာပို့ပြီးတော့လွှတ်မညက်ဘူးပေါ့ပြီးလို့အဲ့ဒီတက်ကိုနှုတ်ချင်ပြီဆိုလို့ရှိရင်ဘယ်လိုလုပ်အောင်တော့သူ့ရဲ့ရှေ့ကနေပေါ့သူ့တဲ့နည်းနည်းသေးတဲ့ဆိုလေးရိုက်ထည့်လိုက်လို့ရှိရင်စောစောကရိုက်ထားတဲ့တက်ကြီးဟာချောင်းပြီးတော့ပြုတ်ထွက်သွားတယ်ဒါကိုမြတ်စွာဘုရားဥမာပေးတာနော်သေးငယ်တဲ့တက်ဆုမေနလို့ဒီလိုလဲသုံးတယ်တန်ချောင်းပါဟုတ်လားသေးငယ်တဲ့တက်ဆုဖြင့်ကြီးတဲ့တက်ဆုကိုရိုက်ချွတ်ပြီးတော့ဆွဲနှုတ်လိုက်သလိုမျိုးနော်မုံမြတ်တဲ့ကောင်းမွန်တဲ့အာယုံကိုပြောင်းပြီးတော့နော်စဉ်းစားလိုက်ခြင်းတွေးတောလိုက်ခြင်းအဖြစ်အာယုံပြောင်းလိုက်ခြင်းအဖြစ်စောစောကဖြစ်နေတဲ့ယုံညံ့တဲ့အတွေးတွေပဲဖြစ်သွားတော့ပျောက်သွားတယ်တဲ့အဲ့ဒီနီးကအလွန်တရာမှအသုံးတဲ့တဲ့နီးပဲနော်ကျန်တဲ့နီးတွေလည်းပဲအသုံးသူ့ဟာနဲ့သူတော့တဲပါတယ်
နီး5မျိုးတောင်မြတ်စွာဘုရားပြောတယ်ခုဒီနီးလေးကိုတော့ဦးဇင်းတို့နည်းနည်းလေးဦးစားပေးတော့ပြောခြင်းနဲ့အာယုံပြောင်းတဲ့နီးအဲ့ဒါကိုသူ့ရဲ့ဒီသုတ္တမှာဖွင့်ဆိုတဲ့အထကထာထဲမှာအจิตတဝဖွင့်ဆိုပြတယ်ဆိုကြပါစို့တဲ့ဇာကဒေါသမောဟတွေကဘာကြောင့်ဖြစ်တာတော့တခုချင်းစိတ်ရှိလက်ရှိရှင်းပြတဲ့တက္ကရာဆရာတော်ဘုရားကြီးကဟုတ်လားဆိုကြပါစို့ဇာကဖြစ်တယ်ဆွဲမဲ့မှုဖြစ်တယ်ဆိုတာက2မျိုးရှိတယ်သက်ရှိတတ္တဝါတွေလူသားတွေနဲ့ပတ်သက်ပြီးတော့ဆွဲမဲ့တဲ့ဇာကရှိတယ်တဲ့နောက်သက်မဲ့သင်္ခါရဗဟိတနောက်ပစ္စည်းဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ဆွဲမဲ့တဲ့ဇာကလည်းရှိတယ်တဲ့ဟော2မျိုး꿰သွားတယ်နော်ဆွဲမဲ့မှုဆိုတာလူချင်းချင်းပုံမှာဖြစ်တဲ့ဆွဲမဲ့မှုရှိတယ်ပရိစ္ဆန်လေးတွေရဲ့ပုံမှာဆွဲမဲ့တဲ့ဇာကကောမရှိဘူးလားရှိရနော်အဲ့လိုပဲဦးဇင်းတို့သင်္ခါရတရားသက်မဲ့ဗဟိတဝတ္ထုပစ္စည်းတွေရဲ့ပုံမှာဆွဲမဲ့တဲ့ဇာကလည်းရှိတယ်အဲ့ဒါကိုကြောက်တော့အောင်ဘယ်လိုလုပ်ရမလို့ဆိုတော့ကိုယ့်ရဲ့ဇာကတတ္တဝါတွေရဲ့ပုံမှာဖြစ်နေတဲ့ဇာကဆိုလို့ရှိရင်တော့အတုပဘာဝနာဆိုတဲ့အတုပနမိတ်မတင့်တယ်ဘူးဆိုတဲ့ဒီအနေထားဒီအာယုံကိုမြင်အောင်အာယုံပြုခြင်းအဖြစ်စဉ်းစားခြင်းအဖြစ်အဲ့ဒီဇာကဆိုတဲ့ယုံညံ့တဲ့အတွေ့ကိုဖယ်ရှားပြရတယ်ဟောပိုင်းခြားပြီးတော့ပြောတာနော်သက်မဲ့တွေရဲ့အပေါ်ပစ္စည်းဝတ္ထုတွေရဲ့ပုံမှာဖြစ်နေတဲ့ဇာကဆိုရင်တော့အနိစ္စသဘောကိုစဉ်းစားပြီးတော့စဉ်းစားဆင်ခြင်ရမယ်တဲ့မတည်မြဲတဲ့သဘာဝပေါ့နော်မတည်မြဲတဲ့သဘာဝကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်သက်မဲ့အရာဝတ္ထုတွေရဲ့ပုံမှာဆွဲမဲ့နေတဲ့ဇာကကိုဖယ်ရှားရမယ်တော့ဒီနေရာမှာဦးဇင်းတို့သက်ရှိတွေရဲ့ပုံမှာဖြစ်တဲ့ဇာကဆိုရင်အတုပမတင့်တယ်တဲ့အာယုံကိုပြောင်းရမယ်ဟုတ်လားသက်မဲ့တွေရဲ့ပုံမှာဖြစ်နေတဲ့ဇာကဆိုလို့ရှိရင်အနိစ္စဆိုတဲ့မတည်မြဲမှုဆိုတဲ့အာယုံကိုပြောင်းယူရမယ်အဲ့တော့အတုပနဲ့ပတ်သက်ပြီးတော့ဒီနေ့ကလည်းပဲဦးဇင်းတို့အများကြီးပြောခဲ့ပါတယ်အဲ့ဒီသုတ္တမှာဖွင့်ဆိုတဲ့တက္ကရာထဲမှာလည်းအများကြီးပြောထားတယ်တော့ငါဆွဲမဲ့နေတဲ့အရာကတကယ်ဆွဲမဲ့စရာကောင်းလို့လားတကယ်ဆွဲမဲ့စရာဟုတ်သလားကိုယ့်ကိုယ်ပဲစီစစ်ကြည့်ရမယ်တဲ့7ကိုဆွဲမဲ့တာလားနော်သွေးတွေကိုဆွဲမဲ့တာလားအပေါ်ယံအုပ်ထားတဲ့အရေပြားကိုဆွဲမဲ့တာလားအမာကအယိုးကြီးကိုဆွဲမဲ့တာလားလွှမ်းခြုံထားတဲ့မုံမှန်ထားတဲ့အသားတွေကိုဆွဲမဲ့တာလားဓမ္မဘောထဲကအသက်ရှင်သန်ဖို့အတွက်ရုန်းကန်လှုပ်ရှားနေကြတဲ့အမျိုးမျိုးသောကုဋ္ဌာတကလိစာတွေကိုပဲဆွဲမဲ့သလားအဲ့လိုတစ်ခုချင်းစီစစ်ကြည့်မယ်ဆိုရင်တော့ဆွဲမဲ့ခြင်းစရာကောင်းတာတစ်ခုမှမရှိဘူးဆိုတဲ့အဖြေမှထွက်မလာဘူးလားထွက်လာတယ်ဒါကပိဋကတို့တတိချာချာမှတ်ရမယ့်အရာပေါ့နော်ကိုယ့်ရဲ့ဇာကတည်သက်ရှိတွေရဲ့ပုံမှာဖြစ်နေတယ်ဆိုရင်ဘာလို့ရမှာတော့အတုပါဆိုတဲ့အာယုံကိုပြောင်းရမယ်သက်မဲ့တွေရဲ့ပုံမှာဖြစ်နေတဲ့ဇာကဆိုရင်တော့အနိစ္စဆိုတာကိုအသုံးချရမယ်အာမတည်မြဲတာမဟုတ်ဘူးအခိုက်အတန့်ကာလတစ်ခုမှပဲဖြစ်ပေါ်နေတဲ့အရာတွေလို့အဲ့ဒါလို့စဉ်းစားရမယ်ပေါ့ဟုတ်လားအဲ့လိုနီးနဲ့ဇာကနဲ့ဆက်ရှင်တဲ့အတွေ့ကိုပြောင်းအောင်ဖြောင်းရမယ်တခါဒေါသဆိုကြပါစို့ဟောဒေါသကလည်းပဲဦးဇင်းတို့တတ္တဝါတွေရဲ့ပုံမှာဖြစ်တဲ့ဒေါသရှိတယ်တချို့အသိဉာဏ်အလွန်နေတဲ့ပုံကိုယ်တွေကြတော့တတ်မဲ့အရာဝတ္ထုတွေရဲ့ပုံမှာတောင်ဖြစ်တဲ့ဒေါသလည်းရှိတယ်ဟုတ်တယ်မဟုတ်လားနော်ဘာမှမဟုတ်တဲ့ပစ္စည်းဝတ္ထုစကြတော့ခလုတ်တိုက်တယ်ဆိုရင်အဲ့ဒီခလုတ်ကြီးအဲ့ဒီတိုက်မိတဲ့ຢာကြီးကိုစိတ်တူတာမရှိဘူးလားတခါလေပစ္စည်းကိုသုံးရင်းနဲ့အစင်မပြေဘူးဆိုဒီပစ္စည်းကိုထုခွဲပြစ်ခြင်းသိတွေပေါက်လာတယ်နော်တခါလေဖုံးတွေကကြောင်းနေတာမျိုးဟုတ်လားလိုင်းရမကောင်းတာမျိုးဆက်ကြားလာလုံနေကြားတချို့ကဘာဖြစ်တော့အဲ့ဒါကိုပေါက်ခွဲပြစ်ခြင်းတာမျိုးရှိတယ်ချို့ပေါက်ခွဲပြစ်တာရှိတယ်နော်ဘုံကြောင့်မှာကိုရင်တစ်ပါးရှိတယ်တော်တော်စိတ်တူတယ် MP4 ဆက်ကလေးတွေ MP3 လေးဆိုသူ့ဒီဆိုအကောင့်တစ်ခုမှမရှိဘူးနည်းနည်းလောက်ကိုယ်ကဖြစ်တာနဲ့အထုပလိုက်ပြီသူကဒါဘာဖြစ်တာတော့သက်မဲ့တွေရဲ့ပုံမှာဒေါသဖြစ်တာသက်ရှိတွေရဲ့ပုံမှာဒေါသဖြစ်တယ်ဆိုရင်တော့ဘာကိုအသုံးပြုရမလို့ဘလို့အာယုံပြောင်းရမလို့မေတ္တာအာယုံပြောင်းရမယ်တဲ့တတ္တဝါတွေရဲ့ပုံမှာနောက်ချမ်းသာစီလိုတဲ့မေတ္တာစိတ်ရဲ့မွန်မြတ်ပုံကိုနားလည်ပြီးတော့နောက်တတ္တဝါတွေရဲ့ပုံမှာချစ်ခင်မြတ်နိုးတဲ့စိတ်ချစ်ခင်မြတ်နိုးတဲ့စိတ်ဆိုတာကအလွယ်ပြောလိုက်တာပါကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကိုပြောတာဟုတ်လားကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာဒီနေရာမှာအဩဇာတစ်ခုရှိတာကဒီစိတ်ပေါ်မှာပဲအဓိကမူတည်တယ်ဆိုတာလေးကိုနားလည်စေခြင်းဒေါသဖြစ်တယ်ဆိုတော့လည်းပဲဒီတတ္တဝါတွေကိုအာယုံပြုပြီးတော့ဖြစ်တာမေတ္တာဖြစ်တယ်ဆိုတာလည်းဒီတတ္တဝါတွေကိုပဲအာယုံပြုပြီးတော့ဖြစ်တာဘာဖြစ်အောင်လုပ်မလဲဆိုတာကိုယ့်ပေါ်မှာအများကြီးမူတည်တယ်ဟုတ်လားမေတ္တာဖြစ်အောင်လုပ်မယ်ကွာမေတ္တာရဲ့ကောင်းကျိုးလေးတွေကိုနားလည်ပြီးတော့ဒါကမွန်မြတ်တယ်ဒါကအစင်တန်းရှိတယ်ဒါကလှုပ်တဲ့တယ်ဖြစ်တဲ့တယ်ဟောဒီလိုယုံကြည်မှုလေးနဲ့မေတ္တာဖြစ်အောင်လုပ်လိုက်မယ်ဆိုတော့လည်းပဲမေတ္တာကဖြစ်သွားပြန်တာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်တတ္တဝါတွေရဲ့ပုံမှာဖြစ်တဲ့ဒေါသကိုတော့မေတ္တာတရားနဲ့ဖယ်ရှားနိုင်ရမယ်
မဲ့တွေရဲ့ပုံမှာဖြစ်တဲ့ဒေါသကိုကြတော့ဘာလို့ဓာတုမနတိကာရနဲ့ဖယ်ရှားရမယ်တဲ့ဓာတ်တဘာဝမင်းပထဝီဓာတ်ကိုစိတ်တိုတာလားမာတဲ့သဘောပြောတဲ့သဘောကြီးကိုစိတ်တိုတာလားမဟုတ်ဘူးဟုတ်လားဒါမှမဟုတ်ယိုရှိနေတဲ့သဘောကြီးကိုစိတ်တိုတာလားအာဘောဒါမှမဟုတ်ပူတဲ့သဘောနှွေးတဲ့သဘောကိုပဲစိတ်တိုနေတာလားတွန်းကန်နေတဲ့သဘောလှုပ်ရှားနေတဲ့သဘောကိုပဲစိတ်တိုတာလားတို့ခွဲခြမ်းဝေဖန်ဖြစ်လိမ့်မယ်နော်ဓာတ်နဲ့ခွဲခြမ်းဝေဖန်ဖြစ်လိမ့်မယ်ဆိုရင်သုံးတော့ကပစ္စည်းပစ္စည်းပုံမှန်တရံလေးတောင်ဘာဖြစ်သွားနိုင်တော့ပျောက်သွားနိုင်တယ်မောစိတ်ထဲမှာတော့ဘာကိုစိတ်တိုရမှာစိတ်တိုရရှာလို့မတွေးတော့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နော်ဒေါသနဲ့ဆက်ရှင်တဲ့အတွေးကိုတော့တတ္တဝါတွေနဲ့ပတ်သက်လာရင်မေတ္တာကိုအသုံးပြုရမယ်တမဲ့တွေနဲ့ပတ်သက်လာရင်နော်ဓာတုမနတိကာရကိုအသုံးပြုရမယ်အမှတ်မိဖို့လိုတယ်နော်ဇာကနဲ့ပတ်သက်လာရင်သက်ရှိတွေဆိုရင်တော့အတုပကိုအသုံးပြုရမယ်တမဲ့တွေဆိုရင်တော့အနိစ္စကိုအသုံးပြုရမယ်ဒေါသနဲ့ပတ်သက်လာရင်သက်ရှိဆိုရင်မေတ္တာကိုအသုံးပြုရမယ်တမဲ့ဆိုရင်ဓာတုမနတိကာရကိုအသုံးပြုရမယ်ဒါကမြတ်စွာဘုရားပြောပြထားတဲ့ဘဝမှာတကယ်ကိုအသုံးတည့်တဲ့ပညာရေးလို့ဆိုနိုင်ပါတယ်ဟုတ်လားအပညာသင်နေကြတာပဲနော်ပရိနိစ္စပိပညာကိုသင်နေတာဒီပညာကဘဝမှာချမ်းသာဖို့အတွက်အလွန်တရာမှနော်အသုံးတည့်တဲ့အလွန်တရာမှတန်ဖိုးကြီးမားတဲ့ပညာလို့ဆိုနိုင်မို့လားဆိုနိုင်တယ်တခါမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေကြတော့ဘလို့လုပ်မလဲတဲ့အဲ့ဒါကိုလည်းပဲတက္ကရာမှာဖွင့်ပြထားတာရှိတယ်ဒီနေ့မှာမောဟဆိုတာမှန်မှန်ကန်ကန်မသိတာစုံဖြတ်ချက်မချနိုင်ဘူးတိုးလို့တွေးတော့ပြီးတော့နော်ဝီစီကိစ္စတွေဘာတွေလဲတခါတလေဖြစ်လာတာရှိတယ်ဟုတ်လားမဝေခွဲနိုင်ဘူးမဆုံးဖြတ်နိုင်မသိရတာကိုကဆင်းရဲတာကြီးတစ်မျိုးဖြစ်တာမျိုးတခါတလေကြုံရဘူးလိမ့်မယ်မောဟထင်ရှားလာတာပေါ့နော်အဲ့ဒီလိုမျိုးမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေဖြစ်လာပြီဆိုရင်တော့နော်ဆရာကောင်းတမကောင်းနဲ့ပေါင်းတင်ဆက်ဆံပြီးတော့ဆရာကောင်းတမကောင်းကိုမှီးပြီးတော့လည်းပဲအဲ့ဒီမောဟကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်လားပြီးတော့စာပေပရိယတ္တိရသော်ဘုရားဟောထားတဲ့ဒီဒေသနာတွေကိုလေ့လာလိုက်စားခြင်းအပြင်လည်းပဲအဲ့ဒီမောဟဓာတ်ကိုနည်းသွားအောင်ပါသွားအောင်ပျောက်သွားအောင်ကြိုးစားရမယ်အဲ့ဒီတည်းကကိုသိကျင်တာတွေသိစရာတွေအများကြီးနော်ပါလာပြီးတော့တိသွားပြီးတော့မောဟပျောက်သွားတာလည်းဖြစ်နိုင်တယ်နော်ဟုတ်လားပြီးတော့ဒီလိုလေးလာလို့မှမရဘူးဆိုရင်ကိုယ့်တက်တိတဲ့နားလေတဲ့ပုံကိုယ်တွေကိုမေးမြန်းရမယ်စုံစမ်းရမယ်တဲ့ဒါဘယ်လိုရှိတာလို့ဟုတ်လားအဲ့လိုမျိုးမေးမြန်းခြင်းဟာလည်းပဲမောဟနဲ့ရှင်တဲ့အတွေးတွေနေပါခြင်းရဲ့အကြောင်းဟုတ်လားပြီးတော့ဘာလို့အောင်ဆိုရံဖန်ရံခတရားဒေသနာကိုလည်းနာယူရမယ်တဲ့နော်သောတော်ကနော်စာသင်ရမယ်ဆိုတာကြတော့သူကစနစ်တကျနော်အစဉ်အတိုင်းကိုသူကဒီလိုသွားတာတရားနာတာကြတော့သူကဘလို့လာတော့ဟောပြတဲ့လူဟောထားတဲ့အတိုင်းနားထောင်တာကွယ်လွဲမှုလေးတော့ရှိတယ်နော်ဒါပေမဲ့အဓိပ္ပာယ်ကတော့အရင်ကြီးကွာခြားတယ်လို့တော့မဆိုနိုင်ပါဘူးဘုရားရဲ့ဒေသနာတွေကိုလေ့လာကြတာပါပဲဟုတ်လားအေးနောက်ဆုံးဦးဇင်းတို့နောက်ဆုံးနည်းလေးကအကြောင်းဟုတ်သည်မဟုတ်သည်ကိုဆုံးဖြတ်ချက်ချတဲ့နည်းနဲ့လည်းပဲကိုယ့်ကိုစဉ်းစားဆင်ခြင်ပြီးတော့ဆုံးဖြတ်ချက်ချအောင်လုပ်ရင်းနဲ့လည်းပဲနော်မောဟဓာတ်တွေကိုနေပါတော့အောင်ကြိုးစားရမယ်ဟောဒါကဦးဇင်းတို့အာယုံပြောင်းတဲ့နည်းဆိုတာကနေပြီးတော့ကြည်ကြည်ပြည့်ပြည့်ဆက်ပြီးတော့နားလည်ထားရမယ်အကြောင်းအရာလေးတွေကိုပြောပြတာဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့မောဟနဲ့ပတ်သက်လာလို့ရှိရင်နော်ဆရာကောင်းကိုမှီရမယ်စာသင်စာချမှုကိုပြုရမယ်မေးမြန်းရမယ်တရားဒေသနာကိုနားရမယ်အကြောင်းဟုတ်သည်မဟုတ်သည်ကိုဆုံးဖြတ်ချက်ချပြီးတော့လည်းပဲမောဟဓာတ်ကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဒါဦးဇင်းတို့မကောင်းတဲ့အတွေးတွေယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားဖို့ကြိုးစားတဲ့နေရာမှာနီလန်း9ရပ်မြတ်စွာဘုရားသင်ပြပေးထားတာတွေကအခုဒါနံပါတ်1နီလန်းဟုတ်လားကောင်းမြတ်တဲ့အာယုံပြောင်းယူခြင်းအပြင်ယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားပြစ်မယ်ဥပမာကြီးတဲ့တတ်ဆုပ်ငယ်တဲ့တတ်ဆုပ်နဲ့နော်ရိုက်ချွတ်ပြီးတော့ဆွဲနှုတ်ပြလိုက်တယ်လို့မျိုးဥပမာတစ်ခါတည်းမှတ်ရမယ်ဟုတ်လားနောက်ရင်တို့ဒုတိယမြောက်မြတ်စွာဘုရားသင်ပြပေးတဲ့ယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားတဲ့နည်းကဘာလဲဆိုတော့အဲ့ဒီဖြစ်ပေါ်နေတဲ့ယုံညံ့တဲ့အတွေးတို့ရဲ့အပြစ်အနာအဆာကိုစဉ်းစားဆင်ခြင်ရမယ်တဲ့သူလည်းပဲတော်တော်ထိရောက်မယ်လို့အရင်ထင်ပါတယ်နော်ဒီဖြစ်ပေါ်နေတဲ့ယုံညံ့တဲ့အတွေးတွေဟာနော်ဘာကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့တော့ဆက်ပြီးတော့ဘလို့အကျိုးကျေးဇူးတွေကိုဖြစ်စေမှာတော့နော်သူ့ရဲ့နော်လားရာကဘာလဲဘာတွေဆက်ပြီးတော့ဖြစ်မှာလဲဒီကိစ္စကြီးอ่ะကောင်းတာတွေတော့ဘာမှဆက်ဖြစ်မှာမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားရှင်ရတာတွေပဲဆက်ဖြစ်မှာနော်အဲ့ဒီလိုမျိုးဦးဇင်းတို့ဒီယုံညံ့တဲ့အတွေးတွေရဲ့အပြစ်ကိုစဉ်းစားဆင်ခြင်ခြင်းအပြင်လည်းပဲကိုယ့်ရဲ့ယုံညံ့တဲ့အတွေးတွေဟာရပ်တန့်သွားနိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးလဲဆိုတော့နော်လှခြင်းပါခြင်းနဲ့အရွယ်လေးလူလင်မျိုးလုံမမျိုးလေးရေမိုးချိုးပြီးကားသာဖိလိမ်ပြင်ဆင်ပြီးကားသာတစုံတစ်ယောက်ကသူ့ကိုအနိုင်ထက်ပြုတ်ပြီးတော့နော်မွေကောင်ဘုတ်အပိုင်းအစကိုဖြစ်စေခွေးကောင်ဘုတ်အပိုင်းအစကိုဖြစ်စေသို့မဟုတ်လူကောင်ဘုတ်အပိုင်းအစကိုဖြစ်စေနော်လောက်တွေပါတွေကြာပြီးတော့နန်းစော်နေတဲ့ဟုတ်လား
ဒီအပုတ်အပိုင်းအစကြီးကိုသူ့ရဲ့လေပင်ကိုအတင်းအကျပ်တခါတည်းချုပ်နှောင်ပြီးတော့ဆွဲပေးထားမယ်ဆိုလို့ရှိရင်အဲဒီလူလင်မျိုးလုံးမမျိုးဟာဒီအပုတ်ကောင်ဖြင့်သူဘာလို့တော့ယွန်ရှာတယ်ဆက်ဆုပ်တယ်ရှက်တယ်နော်အဲ့ဒီဥမာတိုင်းပဲတဲ့ဖြစ်ပေါ်နေတဲ့ယုံညံ့တဲ့အတွေးတွေရဲ့အပြစ်အနာစာကိုပဲပဲနေနေစဉ်းစားဆင်ခြင်ခြင်းအပြင်ဒီအပြစ်တွေရဲ့အပေါ်မှာဒီယုံညံ့တဲ့အတွေးတွေရဲ့အပေါ်မှာယွန်ရှာတဲ့စိတ်ဆက်ဆုပ်တဲ့စိတ်ဟုတ်လားဒါတွေကိုမမြတ်နိုးတဲ့စိတ်တွေနဲ့ဒါတွေကမဖြစ်သွားနိုင်တော့ပျောက်သွားနိုင်တယ်ဖယ်ရှားပြီးသားဖြစ်သွားနိုင်တယ်ဒါကြောင့်ဒီယုံညံ့တဲ့အတွေးတွေရဲ့အပြစ်တွေကိုလည်းပဲအများကြီးသိအောင်မြင်အောင်ကြိုးစားရမယ်နော်ຢာကနဲ့ရှင်တဲ့အတွေးဒေါသနဲ့ရှင်တဲ့အတွေးမောဟနဲ့ရှင်တဲ့အတွေးဒီအတွေးတွေကများလာပြီဆိုလို့ရှိရင်ဝစီကံဆိုပြီးတော့နော်ယုံညံ့တဲ့အပြောတွေကိုဆက်ပြီးတော့ဖြစ်စေလိမ့်မယ်ထပ်ပြီးတော့ဦးဇင်းတို့မထိန်နိုင်ဘူးဆိုလို့ရှိရင်ကာယကံဆိုပြီးတော့ယုံညံ့တဲ့အလုပ်တွေကိုဆက်ပြီးတော့ဖြစ်စေလိမ့်မယ်အဲ့ဒီလိုကာယကံမြောက်ဝစီကံမြောက်နော်ယုံရင်ရင်ကြင်ကြံထန်ထန်ဖြစ်တဲ့အနေအထားတွေရောက်သွားပြီဆိုလို့ရှိရင်တော့အလွန်ကြီးကျယ်တဲ့ယုံညံ့တဲ့ဆိုးကျိုးကိုပေးဖို့အတွက်အများကြီးအခွင့်သာသွားပြီဟုတ်တယ်မဟုတ်လားဦးဇင်းတို့အခုအပေလေးပုံမှာဒုက္ခရောက်နေကြတဲ့တတ္တဝါတွေဟာတကယ်စင်စစ်ဒီယုံညံ့တဲ့အတွေးတွေကိုပဲအကောင့်ထဲပေါ်ပြီးတော့ယုံညံ့တဲ့ကံတရားတွေကိုပြုတ်ပြီးတော့ယုံညံ့တဲ့အကျိုးရလဒ်တွေကိုရရှိနေကြတာဒါကအလွန်အားကြီးတဲ့သူ့ရဲ့ဆိုးကျိုးကိုပြောတာပေါ့တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဒီယုံညံ့တဲ့အတွေးတွေဟာဖြစ်စေအခိုက်အတန့်မှာလည်းပဲပူလောင်မှုပင်ပန်းမှုဆင်းရဲမှုရှိတယ်ဆိုတာကိုကိုယ်မှာတတိကောင်းမယ်ဉာဏ်ကောင်းမယ်မှန်မှန်ကန်ကန်သိနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုလည်းတွေ့ရနိုင်တယ်ပေါ့သူဖြစ်နေတဲ့အချိန်မှာကိုပဲမသက်သာတဲ့သဘောပင်ပန်းတဲ့သဘောဆင်းရဲတဲ့သဘောကတော့ရှိနေတာပဲဟုတ်လားပြီးရင်ယုံညံ့တဲ့ကံတရားတွေကိုပြုမိမယ်ဆိုလို့ရှိရင်တော့ယုံနေတဲ့အကျိုးပေးတွေကိုဆက်ပြီးတော့မရနိုင်ဘူးလားရသွားမှာပဲဒါကြောင့်သူ့ရဲ့အပြစ်တွေကိုလည်းအများကြီးစဉ်းစားတတ်ဖို့စဉ်းကျင်တတ်ဖို့မလိုဘူးလားလို့ရနော်ဘုရားတို့ကောသလမင်းကြီးကမြတ်စွာဘုရားကိုမေးတာလေးတစ်ခုရှိတယ်မြတ်စွာဘုရားတဲ့တတ္တဝါတွေရဲ့တန်တမှာဘယ်လိုတရားတွေဖြစ်လာလို့ရှိရင်အဲ့ဒီတတ္တဝါတွေကပင်ပန်းမှလည်းဆင်းရဲမှလည်းအကျိုးမဲ့ဖြစ်မှလည်းလို့အဲ့လိုမေးတယ်ဒီတော့မြတ်စွာဘုရားကတခါကြီးတတ္တဝါတွေရဲ့တန်တမှာလောဘဒေါသမောဟဆိုတဲ့ဒီတရားစိုးတွေဖြစ်လာလို့ရှိရင်အဲ့ဒီတတ္တဝါတွေဆင်းရဲလိမ့်မယ်အဲ့ဒီတတ္တဝါတွေပင်ပန်းလိမ့်မယ်အဲ့ဒီတတ္တဝါတွေမချမ်းမသာနေရလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်အဲ့ဒီသုတ်တန်လေးရှိတယ်အဲ့ဒီသုတ်တန်လေးရဲ့အဆုံးသတ်မှာနော်စိတ်ဝင်စားတဲ့အကောင်းတဲ့ဥမာလေးနဲ့ပေးပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာလေးရှိတယ်ဒါပေတတို့ကြာဝိဒါလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လောဘောဒေါသောစမောဟောစပုရိတံပါပစေတတံဟိန္တန္တိအတ္တတံဗုဒ္ဓဒဇတာရံဝတံဖလံတတ္တဝါတွေရဲ့တန်တမှာလောဘဒေါသမောဟဆိုတဲ့နော်အလိုဆန္ဒတွေမကျေနပ်မှုတွေတူဝေမိုင်မဲမှုတွေဒါတွေဖြစ်လာပြီဆိုလို့ရှိရင်ဒဇတာရံဝတံဖလံအခွန်လေးရဲ့အနှစ်ရှိတဲ့အပင်ရဲ့အသီးဟာအဲ့ဒီအပင်ကိုပဲပြန်ပြီးတော့တတ်တယ်လို့မျိုးအဲ့ဒီလောဘဒေါသမောဟကအဲ့ဒီတတ္တဝါကိုအသေးတက်လိမ့်မယ်လို့အဲ့လိုဟောတာအခွန်လေးရဲ့အနှစ်ရှိတဲ့အပင်ဆိုတာဘာပြောတာလဲဝါပင်တို့ကျူပင်တို့ပြောတာနော်ဝါပင်ရဲ့ဝါသီးဟာဝါပင်ကိုတတ်တယ်ကျူပင်ရဲ့ကျူသီးဟာကျူပင်ကိုတတ်တယ်ငပြောပင်ရဲ့ငပြောသီးဟာငပြောပင်ကိုတတ်တယ်ဟုတ်လားပေပင်ရဲ့ပေသီးဟာပေပင်ကိုတတ်တယ်ဒါကတတ်တလို့ဒီဦးဇင်းတို့အပင်လောကရဲ့စမ်းကြယ်မှုလေးတွေပေါ့ဟုတ်လားအပင်လောကရဲ့စမ်းကြယ်မှုလေးတွေဒါကိုမြတ်စွာဘုရားဥမာပေးတာအခွန်လျင်အနှစ်ရှိတဲ့အပင်ရဲ့အသီးဟာအဲ့ဒီအပင်ကိုပြန်ပြီးတော့တတ်တယ်လို့မျိုးလောဘဒေါသမောဟဖြစ်လာပြီဆိုရင်အဲ့ဒီလောဘဒေါသမောဟတွေတတ္တဝါကိုအကျိုးမဲ့ဖြင့်ပျက်စီးအောင်ဖျက်ဆီးလိုက်မယ်ဒါကိုတတ်တယ်လို့မြတ်စွာဘုရားအဲ့လိုသုံးနှုန်းပြီးတော့ဟောတာဟုတ်လားအဲ့ဒါလေးကိုပဲယူပြီးတော့ဦးဇင်းတို့ကျူသီဝါသီသုံးဖို့လောဘဒေါသမောဟဆိုပြီးတော့နောက်တစ်ချိန်တုန်းကဟောခဲ့တဲ့တရားသုံးဖို့ကိုပြန်ပြီးတော့စာအုပ်လေးပေါင်းထုတ်ထားတဲ့တောင်ရှိတယ်ဟုတ်လားအဲ့တော့ပြောချင်တာကဘာတော့တည်တော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဒီမကောင်းတဲ့ယုံညံ့တဲ့စိတ်တွေဒီအတွေးတွေဟာတတ္တဝါတွေကိုဘလောက်အထိဆင်းရဲဒုက္ခဖြစ်သွားစေနိုင်တယ်ဆိုတာကိုသိနိုင်တယ်မြင်နိုင်တယ်သိလို့မြင်လို့လည်းပဲသိသိမြင်သိအားလျော်စွာဟောခဲ့တယ်ပြောခဲ့တယ်ပေါ့သို့တော့ခက်နေတာကဒကာဓမ္မတို့ဦးဇင်းတို့တွေကတခါတလေတချို့စကလုံးတွေကကြားယုံမဲ့ကြားလိုက်တာတကယ်မသိဘူးဟုတ်လားဒါဦးဇင်းတို့လည်းဒီတိုင်းပဲအဲ့ဒါကိုကိုယ်တိုင်ခံစားရတယ်တချို့ဟာကြားယုံမဲ့ကြားလိုက်တာကြားတော့ကြားလိုက်တယ်ဒါပေမဲ့နဲ့တကယ်သိသွားတာမဟုတ်ဘူးသိတော့သိတယ်လို့ပဲဟုတ်လားဒါပေမဲ့ထပ်ပြီးတော့သိဖို့လိုသေးတယ်ထပ်ပြီးတော့နဲ့ဘယ်အတိုင်းတာထိသိရအောင်မလဲတောင်မသိဘူးဆိုတာမျိုးတွေတောင်ရှိတယ်ဟုတ်လားဒါကြောင့်အတိတို့ရဲ့နော်တဘာဝလည်းပဲအလွန်တရာမှနဲ့တဲ့သဘောရှိတယ်နော်ကိုယ့်ဟာကိုယ်တော့တခါလေးသိတယ်လို့ထင်တာပဲ
နောက်တစ်ချိန်ကျတော့အဲ့ဒါတဲ့ပို့ပြီးတော့လေးလေးနက်နက်တိလာပြီဆိုတော့မှဩငကိုတုံးကတိခဲ့တာကနော်အလွန်အပေါ်ရန်ဆံပါလားလို့သိရတာမျိုးလည်းရှိသေးတယ်ဟုတ်လားအဲ့ဒါကိုထောက်ဆသောအဖြစ်နောက်ထပ်တိသွားကြရည်အများကြီးရှိနိုင်တယ်ဆိုတာကိုနားလည်ရမယ်သဘောပေါက်ရဲ့လားအေးဒါကြောင့်လောဘဒေါသမောဟဆိုတဲ့ဒီယုံညံ့တဲ့အတွေးတို့ရဲ့နော်ဆိုးဝါးတဲ့အကျိုးရလဒ်တွေကိုသိဖို့မြင်ဖို့အတွက်နော်ဒေသနာတွေကိုလည်းအများကြီးလေ့လာရမယ်လိုက်စားရမယ်နော်သူတော်ကောင်းတွေပြောထားတာတွေကိုလည်းအများကြီးမှတ်သားထားရမယ်တခါတလေမှတ်သားမှုမရှိတဲ့အတွက်ကြောင့်ကြားတော့ကြားခဲ့ဘူးတယ်ဒါပေမဲ့ပြန်ပြီးတော့စဉ်းစားရမရှိဘာလို့တော့မှတ်မထားပဲကိုဟုတ်လားပြန်ပြီးတော့စဉ်းစားရမရှိဘူးနော်တွေးကြည့်ခြင်းလိုက်တာကိုင်လောဘဒေါသမောဟကဘယ်လိုဒုက္ခတွေဖြစ်စေတာတော့ကိုင်စဉ်းစားတာစောက်တဲ့ကိုမင်းချရည်တန်ဒီလောဘဒေါသမောဟကဘယ်လိုမကောင်းတာတော့လို့ချရင်ဒကမာကြီးများဘယ်နှမျက်နှာလောက်ရေးနိုင်မလဲစကားအနေနဲ့ပြောပါဆိုရင်ဘယ်နှခွန်းလောက်မြန်ပြောနိုင်မလဲဒီပြင်အကြောင်းအရာတွေကိုတော့အများကြီးပြောနိုင်လိမ့်မယ်နော်ဘာလို့အများကြီးပြောနိုင်လဲအများကြီးမှတ်ထားတာကိုဒီပြင်အကြောင်းအရာတွေဟုတ်လားလောဘဒေါသမောဟရဲ့နော်အပြည့်အနာစာကိုကြတော့အများကြီးမှတ်သားဖို့ထားတာတိတ်ပြီးတော့မရှိတချို့ဟာတွေကြားတော့ကြားဖို့ခဲ့တယ်အလွန်တန်ဖိုးရှိတဲ့တချို့ဟာတွေကြားဖို့ခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့မှတ်သားမှုမရှိတဲ့အတွက်ကြောင့်သိသိမှုမရှိတဲ့အတွက်ကြောင့်ကိုညံပြင်းမှုကြောင့်အသုံးချမယ်ဆိုတော့ကောက်ကင်တရားမရှိတော့နော်ရှာတော့ရှာခဲ့တယ်သိမထားမိဘူးဟောအံ့ဩစရာပဲနော်ဟာလေရှာတော့ရှာခဲ့တယ်တချို့ပတ်စံတွေဘာတွေအများကြီးရှာတယ်စုတောင်းစောင်းထားတာမရှိဘူးအရေးကြုံရင်ဘာမှသုံးစရာမရှိဘူးနောက်တချို့ပစ္စည်းပြရစီအများကြီးသူတို့ရှာနိုင်တယ်ပွေနိုင်တယ်ဒါပေမဲ့သုံးအောင်ဆိုပြီးတော့စုဆောင်သိသိထားတာမရှိတဲ့အတွက်ကြောင့်အရေးကြုံလာရင်သုံးစရာမရှိဘူးဒါကြောင့်ဘ ഹു တုတ္တတွေအများကြီးရှိဖို့လိုတယ်ပေါ့နော်ဒေသနာနဲ့ပတ်သက်ပြီးတော့အဲ့ဒါပြောချင်တာကဘာလဲလောဘဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးရဲ့အပြစ်ကိုစဉ်းစားဆင်ခြင်ခြင်းတည်လည်းပဲလောဘဒေါသမောဟကိုဖယ်ရှားနိုင်ခြင်းရဲ့အကြောင်းတရားအဲ့ဒီအပြစ်ကိုဆင်ခြင်တတ်ဖို့ဆိုတာလည်းပဲအဲ့ဒီအပြစ်တွေကိုကိုကအများကြီးနားလည်ထားဖို့လိုတယ်ကိုယ်တွေ့အနေနဲ့လည်းနားလည်ထားဖို့လိုတယ်ဒါကတော့နော်အယံတတိကောင်းတဲ့လူတွေမှာပဲလွယ်ကူမယ်လို့ထင်တယ်နော်လောဘဒေါသမောဟဖြစ်တိုင်းကိုဘလို့ခံစားရတော့ဘလို့တွေမှားတတ်တော့ပြီးရင်ဘာတွေဆက်ဖြစ်တော့အဲ့ဒါတွေကိုနားလည်မှာတိတ်တော့မလွယ်ဘူးလို့ထင်တယ်နော်ဟုတ်လားအဲ့တော့ကိုယ်တွေရောစာတွေရောအများကြီးနားလည်ပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်အဲ့ဒီလောဘဒေါသမောဟရဲ့ပုံမှာနော်လှခြင်းပခြင်းနဲ့လူလင်မျိုးလုံမပြိုလေးနော်အပုပ်ဆက်အမျိုးမျိုးလေဘင်းကိုဆွဲပေးတာကိုခံရတယ်လို့မျိုးနော်ဒီလောဘဒေါသမောဟဖြစ်ရတာကိုရှက်တယ်ကြောက်တယ်ဒါကြီးကိုမလိုချင်မှုမရချင်မှုဆက်ဆုပ်တယ်ဆိုတဲ့အဆင့်ထိကြောက်သွားမယ်ဆိုရင်အဲ့ဒီလောဘဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့ကိုမလုပ်နိုင်ပြီတော့ဖယ်ရှားနိုင်မယ်ပေါ့ဒါကဒုတိယမြောက်အသုံးချရမယ်နီလန်ဟုတ်လားနောက်တတိယမြောက်အသုံးချရမယ်နီလန်မြတ်စွာဘုရားဗာသင်ပေးထားတော့တဲ့နော်အဲ့ဒါလိုမျိုးဦးဇင်းတို့အာယုန်တွေပြောင်းလဲပဲလောဘဒေါသမောဟနဲ့ကျင်တဲ့အတွေ့တွေကဖြစ်နေတာပဲဖြစ်တတ်တယ်နော်တခါတလေနော်အခုပြောသလိုအပြစ်တွေဆင်ခြင်လည်းပဲဟာဒါကြီးဆက်ပြီးတော့ဖြစ်နေတော့မယ်မပေးနိုင်ဘူးဆိုရင်ဘာဆက်လုပ်မလဲတဲ့အဲ့ဒီလိုဆက်ဆက်မှုနဲ့ဟောတာပါမြတ်စွာဘုရားသောတော်ကနီးတွေနဲ့အသုံးချပြီးတော့ကြိုးစားကြည့်တယ်နော်လောဘဒေါသနဲ့ဆက်ရှင်တဲ့အတွေ့ကတွေးနေတော့မယ်ဆိုရင်ဘာဆက်လုပ်မလဲတဲ့အဲ့လိုဆိုလို့ရှိရင်တဲ့အဲ့ဒီလောဘဒေါသမောဟဖြစ်เสียအကြောင်းတရားတွေကိုမကြံစီဘဲနဲ့မစင်သားဘဲနဲ့နှလုံးမသွင်းဘဲနဲ့မအောင်မိဘဲနဲ့မေ့ပြောက်ထားလိုက်ပါတဲ့ဟုတ်လားသူ့ကိုမစင်သားနဲ့လုံးလုံးမမေ့ထားအောင်ကြိုးစားလိုက်နော်အဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးတယ်ထင်တော့မမြင်ရင်ဘူးဆိုရင်တဲ့မျက်နှာလွှဲထားလိုက်ပေါ့တဲ့ဟုတ်လားမျက်နှာလွှဲလို့မှမရဘူးဆိုရင်ကင်မျက်လုံးကိုမိတ်ထားလိုက်တဲ့ဥမာလေးကိုရန်သဘောကျတယ်ဟုတ်လားတော့ဒါကြီးကိုမြင်ရလို့ဒုက္ခဖြစ်နေတယ်ဆိုကဲမြင်ရင်ဘူးဆိုလွှဲထားလိုက်ရသားပဲဟုတ်တယ်မဟုတ်လားကိုမျက်နှာလွှဲထားလိုက်မယ်ဆိုရင်မမြင်ရဘူးပေါ့မျက်နှာလွှဲထားတာကိုပဲမြင်ရတော့ဆိုရင်လည်းလှုပ်လို့ရသေးတယ်ဘာဆက်လုပ်မလို့မျက်စိမိတ်ထားလိုက်ပေါ့အဲ့ဒီဥမာတိုင်းပဲတဲ့ရာဂဒေါသမောဟဖြစ်လာတယ်အကြောင်းရှိလို့ဖြစ်တာနောက်တစ်ခုခုကိုအခြေခံပြီးတော့တွေးနေလို့စဉ်းစားနေလို့ဖြစ်နေတာပဲတကယ်တမ်းကဟုတ်လားအဲ့ဒီဖြစ်ချင်းရဲ့အကြောင်းတရားကိုဘာမလုပ်ရဘူးလို့မအောင်မေ့ရဘူးမစဉ်းစားရဘူးမစင်ကျင်ရဘူးတဲ့မေ့ထားလိုက်မအောင်မေ့နဲ့နှလုံးမသွင်းနဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလောဘဒေါသမောဟဆက်ရှင်တဲ့အတွေ့တွေမဖြစ်သွားတယ်ပျောက်သွားနိုင်တယ်တဲ့ဒါလည်းပဲအသုံးပြုရမယ့်နည်းလမ်းတစ်ခုနော်ပေးတဲ့ဥမာလေးကိုလည်းမမေ့စေချင်ဘူးဟုတ်လားမမြင်ရင်မျက်နှာလွှဲထားလိုက်မရသေးဘူးဆိုရင်မျက်စိမိတ်ထားလိုက်တဲ့အဲ့ဒီဥမာနဲ့ပြောတာနော်မြတ်စွာဘုရားကဟုတ်လားဒါကဦးဇင်းတို့သုံးခုမြောက်အသုံးပြုရမယ်နည်းလမ်းနော်ကိုယ်မှဘယ်လိုနည်းလမ်းနဲ့ကိုက်ညီပြီးတော့ဘယ်လိုလေးအဝင်ဝင်ညဖြစ်သွားမလဲဆိုတာတော့တယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့တယောက်တည်းမှာတော့မှအခြေအနေမျိုးမျိုးပါမူတည်ပြီးတော့လည်းမတူနိုင်ဘူးပေါ့ဒီတစ်ခါမှဒီနည်းလေးကအသုံးတဲ့လို့နောက်တစ်ခါမှနောက်နည်းလေးကလည်းအသုံးတဲ့ခြင်းတဲ့သွားနိုင်တာပဲလေဒါကြောင့်နည်းမျိုးစုံကိုတော့မှတ်ထားဖို့မလိုဘူးလား
ပြီးမှကိုကဘယ်နည်းကိုပို့ပြီးတော့သဘောကျလဲဆိုတာကိုသဘောကျတဲ့နည်းကိုရွေးချယ်ပြီးတော့သုံးကြည့်ပေါ့ဟုတ်လားဒါက3ခုမြောက်နီလန်းနောက်4ခုမြောက်နီလန်းကျတော့မြတ်စွာဘုရားဘာပြောတော့နော်4ခုမြောက်နီလန်းလေးကနည်းနည်းလေးပြောတယ်ရှိတယ်ဒီရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့တွေတွေးလာပြီဆိုရင်အဲ့ဒီအတွေးရဲ့မူလအကြောင်းတရားကိုလိုက်ပြီးတော့စုံစမ်းကြည့်ပါတဲ့ဒီအတွေးကဘာကြောင့်တွေးတာတော့ဒီမူလအတွေးရဲ့မူလအကြောင်းတရားကဘာလဲဘာကိုအခြေခံပြီးတော့ဒီဟာတွေဖြစ်နေတာလဲအဲ့ဒါကိုဆက်ပြီးတော့အကြောင်းကိုဆက်ပြီးတော့ရှားကြည့်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်စောစောကဖြစ်နေတဲ့ရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးရက်သွားလိမ့်မယ်တဲ့ဒါဆိုရပါစို့တရားကိုဒေါသဖြစ်နေဘာလို့ဒေါသဖြစ်တာတော့ဒီလူကငါ့ကိုဘလို့တွေဘာတွေလှုပ်တာဒါနဲ့အဲ့ဒါကိုဘာလို့လှုပ်တာတော့အဲ့ဒီလူကဆက်ပြီးတော့တွေးကြည့်နော်ဒါကသူ့ဘက်ကရှုထောင့်ကနေပြီးတော့ကိုတွေးကြည့်တာကိုယ့်ဘက်ကရှုထောင့်အနေနဲ့ကြည့်ရင်ဘာလို့ငါဒေါသဖြစ်တာတော့နော်ငါမြစ်တာမထားနိုင်လို့ပေါ့ငါတွေးကြုံနေတဲ့ဒီအခြေအနေစိတ်တူတဲ့အခြေအနေကိုစိတ်မတူအောင်ငါမလုပ်တတ်လို့ပေါ့ငါရဲ့နှလုံးသွင်းနေညံ့ဖြစ်နေလို့ပေါ့တကယ်လို့ငါမြစ်တာဖြစ်အောင်လုပ်မယ်ဆိုရင်လည်းလုပ်လို့ရတာပဲဘာလို့ငါဒေါသဖြစ်တော့ငါရဲ့နှလုံးသွင်းမှားယွင်းခြင်းတည်းဟူသောအကြောင်းကြောင့်ငါဒေါသဖြစ်ရတာဟောဘာကိုသွားတွေ့တော့အာယောနိသောမနတိကာရကိုသွားတွေ့တယ်နော်ဒါမြင်အဲ့ဒါကြီးရောဘာလို့ဖြစ်တာတော့ငါတတိမရမိဘူးငါမိမိရော့နေတယ်တမမို့ငါသူတော်ကောင်းနေနဲ့မပေါင်းမိဘူးငါဘလို့တွေဖြစ်နေတယ်ငါမှားယွင်းမှုရဲ့အကြောင်းတရားတွေဘာတွေဖြစ်နေတယ်ဟောအကြောင်းတွေကိုထပ်ပြီးတော့အကြောင်းထပ်ပြီးတော့ဘာလို့တော့ရှာတာသူကနည်းနည်းလေးနဲ့တဲ့သဘောရှိတယ်ဟုတ်လားဒီအတွေးကိုဘာကြောင့်တွေးတုံးလို့အကြောင်းရှာတယ်တွေးပြီးဆိုရင်အဲ့ဒီဟာကဘာကြောင့်ဆက်ဖြစ်တာတုံးလို့ထပ်ပြီးတော့အကြောင်းကိုရှာမယ်အဲ့ဒီလိုနီးနဲ့ဒီယုံညံ့တဲ့အတွေးတွေကိုရပ်တန့်သွားအောင်ကြိုးစားရမယ်တဲ့အကောင်းမလားအဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးတော့ဆိုတော့နောက်လူတယောက်ကမြန်သွားနေတယ်တဲ့အဲ့မြန်သွားနေတာကိုသူစဉ်းစားတယ်ဟာငါဘာလို့မြန်သွားမှာတော့ငါနှင်းသွားလေရသားပဲဟောမြန်သွားတော့မောတာပေါ့နော်ငါနှင်းသွားလေရသားပဲငါ့ကိုဘယ်လိုမှဒုံးနဲ့ရိုက်ခိုင်းပြီးတော့မြန်သွားလို့ပြောနေတာမဟုတ်ဘူးအဲ့တော့ငါနှင်းပဲသွားပဲဟာငါဘာလို့နှင်းသွားမှာတော့နော်ငါရက်နေမယ်ဆိုရင်လေရသားပဲရက်နေတာကိုတတ်တာလားပေါ့နှင်းသွားတဲ့ဆိုင်ရက်နေတာမတတ်တာဘူးလားတတ်တာဟာငါဘာလို့ရက်နေမှာတော့ငါထိုင်းနေရင်လေရသားပဲဟောထိုင်တာကရက်တာတဲ့ပုံမတတ်တာဘူးလားတတ်တာလေဟာငါဘာလို့ထိုင်းနေမှာတော့ငါတက်တောင့်တက်တာလေးတာတာလေးတုံလုံးလေးလှဲနေလိုက်ရင်လေရသားပဲဆိုတော့တာတာလေးအိပ်ပေါ်လျောင်းဆက်နေတယ်တဲ့တော်တော်တက်တာသွားပြီဒါဥပမာပေးရနော်မြတ်စွာဘုရားအဲ့တော့ယုံညံ့တဲ့အတွေးတွေတွေးနေတယ်ဆိုတာတကယ်တမ်းကပေါင်းဆိုမြန်သွားနေတဲ့သဘောပဲဟုတ်လားဒီအတွေးရဲ့အကြောင်းတရားတွေကိုရှားပြီးရှင်ဒါနှင်းလေးသွားတဲ့သဘောဖြစ်သွားတယ်နည်းနည်းတက်တာသွားတယ်ဘာကြောင့်ဒီအတွေးတွေဖြစ်လာလဲလို့အကြောင်းတရားကိုရှားပြီးတော့အဲ့ဒီအကြောင်းတရားကိုပေးနိုင်မယ်ဆိုလို့ရှိရင် तू ရက်တန့်သွားပြီပြီးရင်ပေးနိုင်မယ်ဆို तू ထိုင်သွားပြီပြီးရင် तू လျောင်းဆက်သွားပြီဒါကအထက်ကရာထဲမှာပြတတ်တဲ့နှိုင်းရှင်ထားတဲ့ဥမာဥမေယဆက်ပြီးတော့ပြောထားတာလေးကိုပြောတာပါမြတ်စွာဘုရားကတော့အဲ့လောက်ကြီးအသေးစိတ်ပြီးတော့မပြောပါဟုတ်လားမြတ်စွာဘုရားကတော့ဒီအတွေးရဲ့မူလအကြောင်းတရားကိုရအောင်ရှာရမယ်စဉ်းစားကြည့်ရမယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်အဲ့ဒီအတွေးရက်တန့်သွားနိုင်တယ်ဥပမာဘာကြောင့်ငါမြန်သွားမှလဲငါနှင်းသွားမယ်ဘာကြောင့်နှင်းသွားမှလဲငါရက်မယ်ဘာကြောင့်ရက်နေမှလဲငါထိုင်ပြလိုက်မယ်ဘာကြောင့်ထိုင်နေမှလဲငါအိတ်ဆက်ပြလိုက်မယ်ဆိုလိုတာကနီးမျိုးစုံနဲ့ဒီယုံညံ့တဲ့အတွေးတွေရဲ့အကြောင်းတရားကိုရအောင်ရှာပြီးတော့ဒီအတွေးတွေကိုရက်တန့်အောင်အားထုတ်တတ်အောင်အဲ့ဒါကိုအရင်တို့အဲ့ဒီအပွင့်တက္ကရာထဲမှာဇတ်တော်လေးတစ်ခုကိုတောင်သူကဥပမာအနေနဲ့ပြပြီးတော့ရှင်းပြတာရှိတယ်အဲ့ဒီဇတ်တော်လေးကပေးတဲ့တို့ကြားဥပါတယ်ဒုတုပဇတ်ဆိုတာအဲ့ဦးဇင်းတို့ငယ်ငယ်တုန်းကမူလာတန်းမှာဘယ်အတန်းမှာလဲတော့မသိဘူးအဲ့ဒီဇတ်တော်လေးကိုပုံမြင်လေးအနေနဲ့သင်ရတာရှိတယ်နော်မြေပြိုပြီဆိုပြီးတော့ယုံတကောင်ကပြေးတာကြားဦးတယ်မဟုတ်လားနောက်ယုံတကောင်ကနောက်အုပ်ရှိပင်အောက်မှာအိတ်တာနောက်အုပ်ရှိပင်အောက်မှာအိတ်တာအဲ့ဒီအုပ်ရှိပင်သားမှာထပင်ကလည်းရှိတယ်နောက်ထပင်ရှိပြီဆိုရင်တော့ထရွက်6တွေပါတွေကလည်းကျွေနေတာရှိတာပေါ့ဟုတ်လားအဲ့ဒါသူကအဲ့ဒီထရွက်6နာလေးကပ်ပြီးတော့အိတ်ပြောနေတာအဲ့ဒီလိုကောင်းကောင်းနှိမ့်နှိမ့်ချာချာအိတ်နေတော့မှာပဲနောက်အုပ်ရှိပင်ပေါ်ကအုပ်ရှိသေးကအဲ့ဒီထရွက်6ပေါ်ကိုကျွေးကြတယ်ဘုံမနိုင်တိုင်းကနေဖြစ်သွားမှာပေါ့နော်ဒုဒုပဆိုတဲ့အတန်ကြားနော်ဒုံဆိုတဲ့အတန်ကြားလိုက်တယ်ဆိုတဲ့သဘောပါအဲ့ဒီအတန်ကြားလိုက်တာနဲ့လန့်လို့ပြီးတော့တခါတည်းထပြေးတော့တာပဲသူကငကိုယ်တော့ကစဉ်းစားနေတာဘလို့စဉ်းစားနေတာတော့ငါမြည်မြန်းပြိုရင်ဘယ်မြန်းပြေးရပါမလို့သူကစဉ်းစားနေဟုတ်လားအဲ့လိုစဉ်းစားနေတော့ကိုအဲ့ဒီအတန်ကြီးကကြားလိုက်တာတိုက်ဆိုင်မှုပေါ့နော်အဲ့ဒီလိုအတန်ကြားတာကသူစဉ်းစားနေတော့ကြီးကိုနော်သူငကိုယ်တော့ကစဉ်းစားခဲ့တဲ့အခြေအနေရှိတယ်နော်အဲ့ဒီအချိန်မှာအိပ်ပျော်နေတော့မှာပဲအဲ့ဒီအတန်ကြားလိုက်တော့တခါတည်းမြည်ပြိုပါပြီဆိုပြီးတော့ထပြေး
အဲ့ဒီလိုပြေးတဲ့ခါကျတော့တမင်နေနဲ့တွေ့တော့ဘာလို့ပြေးတာတော့မေးတယ်တဲ့တမင်နေဟာမြေပြိုပြီးမင်းတို့မသိဘူးလားပြေးကြဆိုတော့ဟိုကောင်တွေကလည်းဘုရားဝါဒနဲ့ပြေးတယ်ဟာသူတို့ပြေးကြတာကိုကြည့်ပြီးတော့တောဝက်တွေကလည်းပဲဘာလို့ပြေးတာလဲမြေပြိုပြီးဆိုတော့ဟိုးနဲ့ပြေးတော့အုပ်စုကြီးဖြစ်သွားတယ်အုပ်စုကြီးဖြစ်တော့နောက်ထပ်မြင်တဲ့ကောင်တွေဘာလို့ပြေးတော့မြေပြိုတယ်အုပ်စုလိုက်ပြောတယ်ဆိုတော့ကျန်တဲ့လူကလည်းယုံတယ်ပေါ့နော်ကျန်တဲ့တတ္တဝါတွေလောကကြီးကလည်းဒီသဘောတော့ရှိတာအမှန်ပဲတယောက်ကဖွာလိုက်ပြီဆိုရင်နောက်ကလူတွေကဟုတ်နှုံးတို့တခါတည်းရှောက်ပြီးတော့ယုံကြတာနော်ကောလဟလဆိုတာအဲ့ဒါပေါ့နော်အတိညာနှုံနဲ့မိုက်မဲတဲ့လူတွေပဲများတဲ့အတွက်ကြောင့်စုသန်းဆင်ခြင်မှုအားနည်းတဲ့လူတွေပဲများတဲ့အတွက်ကြောင့်လောကကြီးကလှုပ်စေခြင်းနဲ့ဆိုရင်တော့နော်အကြံစီနဲ့တကယ်ကိုပဲလှုပ်အောင်လုပ်မယ်ဆိုရင်တော့လှုပ်သွားတာအမှန်ပဲနော်တချို့စိတ်တဲ့ညံဖြစ်တဲ့လူတွေနော်ရုပ်မှာကောက်ကျစ်တဲ့လူတွေကအဲ့ဒီအချက်ကိုနားလည်ပြီးတော့လှုပ်ကြတာတွေရှိတယ်အားရဖြစ်တဲ့လူတွေကဘာဖြစ်ကုန်လှုပ်ကုန်ရောဟုတ်လားအခုလည်းပဲပြေးတာနော်အဲ့လိုနဲ့ပြေးရင်နောက်ကြားတွေပြေးတယ်ဆင်းတွေပြေးတယ်အကုန်လုံးပြေးကြတယ်ပြေးတော့မှအဲ့တော့ဘုရားလုံးမှာဘာဖြစ်နေတာတော့နော်ချင်းသိမင်းဖြစ်နေတယ်အဘလို့ပြေးကြတာတော့ဝေယုံသုံးကနဲ့ပြေးနေအဲ့ဒီမှာဟိန်းဟောင်းလိုက်မှအကုန်ရက်သွားတာအဲ့တော့မင်းတို့ဘာလို့ပြေးကြတာတော့မြေပြိုလို့တယ်ဘယ်သူပြောတော့ကြားတွေကိုမေးတော့ဆင်းတွေကပြောတယ်ဟောလိုက်ပြီးတော့စုံစမ်းတာနော်ခုနကအကြောင်းရှာတာကိုဥမာပေးတာဟုတ်လားဆင်းတွေကိုမေးတော့ဘယ်သူကပြောတော့နော်ကျွဲတွေကပြောတယ်ကျွဲတွေကိုမေးတော့ဘယ်သူကပြောဝက်တွေကပြောတယ်အဲ့ဒါကလိုက်သွားတာနောက်ဆုံးပဲရောက်သွားတယ်ယုံသေးရောက်သွားတယ်မင်းဘယ်သူကပြောတော့ကျွန်တော်ကိုယ်တိုင်ကြားခဲ့တာသူကိုယ်တိုင်ကိုကြားခဲ့တာမင်းဘယ်ဘယ်နာကြားခဲ့တာတော့ဟာသူအုပ်ရှိပယောင်မှာအိတ်နေတာအဲ့ဆိုငါလိုက်ပြတာဆိုတော့မပြရဲဘူးတဲ့အဲ့ဒီပြိုတဲ့နေရာကြီး तू မပြရဲဘူးမလာပါဆိုတော့ तू ချော့မော့ပြီးတော့ခေါ်သွားတာဟိုကျမှ तू အိတ်နေတဲ့နေရာရောက်တော့မှနော်ထွေးရဲ့6ပုံမှာအုပ်ရှိသေးကိုတွေ့ရတယ်အဲ့ဒီဇက်တော်လေးကိုအဲ့ဒီမှာပြထားတယ်နော်အကြောင်းရှာတာနော်ဒီအတွေးတွေဘာကြောင့်ဖြစ်တာလဲလို့ဒီအတွေးတွေးရခြင်းရဲ့အကြောင်းတရားကိုဆင်ကဲလိုက်ပြီးတော့ရှာသွားတာဟုတ်လားအဲ့ဒီဇက်တော်လေးနဲ့အဝင်ဝင်ညဖြစ်လို့အဲ့ဒီအဖွင့်တက္ကရာမှာအဲ့ဒါလေးကိုပြောထားတာဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ယုံညံ့တဲ့အတွေးတွေဖြစ်လာပြီဆိုရင်ဒီအတွေးတွေဘာကြောင့်ဖြစ်တော့ဒါကြောင့်ဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်အဲ့ဒါဘာကြောင့်ဖြစ်တော့ဆက်ပြီးတော့ဘာလို့မလို့ရှာပါအဲ့ဒါလိုတွေးလိုက်တာနဲ့ကိုပဲစောစောကယုံညံ့တဲ့အတွေးကဘာဖြစ်သွားတော့ခါပြတ်သွားတယ်နော်သူတွေးချိန်ဆက်တွေးချိန်မရဟုတ်တယ်မဟုတ်လားဒါကြောင့်အဲ့ဒီနီးလေးလည်းပဲပိဋကပေါင်းတို့ကောင်တို့ဦးဇင်းတို့သုံးကြည့်ဖို့မလိုဘူးလားလိုတယ်ငါဘာကြောင့်မြန်သွားမှာတော့နှင်းသွားမှာပေါ့ဘာကြောင့်ရက်နေမှာတော့ငါထိုင်လိုက်မှာပေါ့ဘာကြောင့်ထိုင်မှာတော့ငါတက်တာဆုံးဖြစ်တဲ့ဣရိယာပုနဲ့ငါအိတ်နေလိုက်မှာပေါ့ဟောဒီဥမာလေးလည်းမကောင်းဘူးလားကောင်းတယ်နော်၄ခုရှိသွားပြီဟုတ်လားနောက်၅ခုမြောက်မိမိတို့ရဲ့ယုံညံ့တဲ့အတွေးတွေကိုဘယ်လိုခွာမလဲအဲ့ဒီလိုစောစောကနီလန်း၄ရက်နဲ့ကြိုးစားခဲ့တဲ့အထုတ်ခဲ့တဲ့သို့တော့ရက်တဲ့ခါရက်ပြီးတော့ခဏနေတော့ဒီအတွေးတွေကပြန်ဖြစ်လာပြန်တယ်ဆိုရင်နောက်ထပ်သုံးကြည့်စရာနီလန်းတစ်ခုအဲ့ဒါကကျတော့မြတ်စွာဘုရားဘယ်လိုဟောပြတော့ဆိုတော့အန်ကြည့်ပြီးတော့တောက်ခောက်ပြီးတော့စိတ်ကိုစိတ်နဲ့ပင်မအောင်ဖိနှိပ်ပြီးတော့ကြိုးစားလိုက်ပါတဲ့နော်အန်ကြည့်တာကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့နောက်အပေါ်သွားဖို့အောက်သွားဖြင့်ပင့်ထောက်ရင်နော်တောက်ခောက်တာကိုနော်ရှာကိုလှိပ်ပြီးတော့အာကောင်ကိုထောက်ပြီးတော့အဲ့ဒါမလုပ်တော့တောက်ခောက်တာကိုပြောတာနော်ဟုတ်လားအဲ့လိုမျိုးဦးဇင်းတို့စိတ်ကိုစိတ်နဲ့ဖိနှိပ်တယ်စိတ်ကိုစိတ်ဖြင့်ပင်ပန်းစေတယ်ဘာဘူးလို့မရရမှာတော့ကိုလုံနေကြကမ္မထအာယုံတစ်ခုကိုဆွဲမြဲနော်စိတ်ကိုပင်ပန်းအောင်လုပ်ပလိုက်တာဘယ်လိုနည်းနဲ့လုပ်ပလိုက်ငါမဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဟုတ်လားကောင်းတဲ့ဘက်မှာတင်းပလိုက်တာဘယ်ဘက်မှာတင်းတယ်ကောင်းတဲ့ဘက်မှာတင်းလိုက်တာဟုတ်လားအဲ့ဒီနည်းရလည်းပဲတစ်ခါတလေအများကြီးအသုံးတည့်နိုင်တယ်နော်ဟုတ်ရဲ့လားအဲ့ဒါကိုမြတ်စွာဘုရားဥမာဘယ်လိုပေးတုံဆိုတော့အားအလွန်ကောင်းတဲ့ယောက်ျားတစ်ယောက်ကနော်ကျမကြီးဖောက်ပြန်ပြီးတော့အရင်ချွေရင်းနေတဲ့လူမမာတစ်ယောက်နော်အားအလွန်နဲနေတဲ့လူတစ်ယောက်ကိုနော်ခေါင်းကနေလေပင်ကနေကင်ပြီးတော့လက်ဖက်နှစ်ဖက်ကိုချုပ်ပြီးတော့တခါတည်းသူ့ကိုအတင်းဖိနှိပ်ညှစ်ပစ်ထားလိုက်တယ်လို့မျိုးဟုတ်လားကောင်းတာဖြစ်အောင်လုပ်မယ်မကောင်းတာတွေမဖြစ်စေရဘူးဆိုရင်မုံမြတ်တဲ့စိတ်အားကောင်းတဲ့စိတ်နဲ့စောစောကယုံညံ့တဲ့အတွေ့အကြုံဖြစ်နေတဲ့နော်အားငယ်တဲ့စိတ်ကိုဘာလို့ပြန်လို့ဖိနှိပ်ပစ်လိုက်တယ်သဘောပေါက်ရလားဗျမရရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပါတဲ့နော်ဒီလိုယုံညံ့တဲ့အတွေ့အကြုံကိုဖယ်ဖို့ကြိုးစားလို့ကိုယ်ခန္ဓာမှာဘာမှထိခိုက်သွားကြအကြောင်းမရှိပါဘူးမဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အဲ့လိုလုပ်လိုက်မယ်ဆိုရင်အဲ့ဒီခံယူချက်ကြောင့်ကိုပဲအဖြစ်သွားနိုင်တော့ယုံညံ့တဲ့အတွေ့တွေရပ်သွားနိုင်တယ်နော်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော့နီလန်းမတစ်ခုပေးထားတော့ဗျာ၅ခုပေးထားတယ်အဲ့ဒီနီလန်း၅ခုကိုနော်ကိုနဲ့တင့်တော်တဲ့နော်နီလန်းကိုရွေးချယ်ပြီးတော့စူးစမ်းကြည့်ရမယ်နီလန်း၅ခုစလုံးတင့်တော်နေတာလည်းဖြစ်နိုင်တယ်နော်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့
နောက်လုံးစုံကိုတည်တော်မူတဲ့တပ်ပညုတဉာဏ်ကိုယုံကြည်ပြီးတော့ယုံညံ့တဲ့အတွေးတွေကိုဒီနီလန်း9ရက်နဲ့ဖြစ်ဖြောက်လို့ရနိုင်တယ်ဆိုတာကိုနားလည်ပြီးတော့နောက်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဥလောင်မှုရှုပ်ထွေးမှုဆင်းရဲဒုက္ခများစွာကိုဖြစ်ပေါ်နေစေတဲ့နောက်လည်းပဲဖြစ်ပေါ်နေစေအောင်မယ်နော်ဒီမကောင်းတဲ့အကြောင်းတရားတွေဒီမကောင်းတဲ့အတွေးတွေကိုဖယ်ရှားဖို့အတွက်ဒီနီလန်း9ရက်ကိုအသုံးပြုရမယ်အဲ့တော့အသုံးပြုခြင်းတယ်ဆိုလို့ရှိရင်တစ်ချိန်မှာအသုံးပြုနိုင်ဖို့အတွက်ဒီနီလန်းကိုဘာလုပ်ထားဖို့လို့မှတ်သားထားဖို့လိုတယ်နော်ဟုတ်တယ်မို့လားမှတ်သားထားဖို့လိုတယ်နော်မှတ်သားမထားဘူးဆိုရင်အခုတော့နားလည်လိုက်တယ်ဟုတ်တယ်ဒါပေမဲ့မှတ်သားမထားဘူးဆိုရင်နောက်တစ်ချိန်အသုံးချမယ်ဆိုရင်ဘယ်ကစပြီးတော့ကောက်ကန်လိုက်ရမှတော့သိမှာမဟုတ်ရဲ့လားဒါကြောင့်တော့သင်ယူတယ်ဆိုတာဘာလုပ်ဖို့လဲလို့မှတ်သားဖို့လဲလိုတယ်စွဲသွားဒါကိုထက်ကမှတ်ထားဖို့လိုတယ်ဘလို့လုပ်ရမလဲဒီနီးလန်းကိုဘာလုပ်ထားတော့မှတ်ထားဖို့လိုတယ်နော်အဲ့ဒီမှတ်သားမှုများမှကိုယ့်ရဲ့စိတ်ထဲမှာတစ်ချိန်မှာသုံးနေတယ်ဆိုရင်သုံးလို့ရမှာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့နော်မှတ်သားမှုအားကောင်းအောင်လည်းပဲနော်တတိကြီးထားပြီးတော့နားထောင်တတ်ဖို့လည်းလိုတယ်ဟုတ်လားအတိပ္ပယ်ကိုနားထောင်တဲ့ကိုကစရှင်းရှင်းလင်းလင်းဖြစ်အောင်လည်းပဲဆွေးဆိုင်နားထောင်ဖို့လည်းလိုတယ်ပေါ့နော်နားထောင်တော့ကနားလည်ခဲမှဟုတ်လားဒါကစိတ်ထဲမှာပို့ပြီးတော့ဆွဲတဲ့သဘောလည်းရှိတာကိုနားထောင်တော့ကိုကစဥလေဖြစ်နေတယ်ဆိုလို့ရှိရင်ပြီးရင်တော့ဘာမှတောင်စားရှာလို့ရမှာမဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်ဒီနေ့ညနော်ဝိတေကတဏ္ဌာနသုတ်တံရုံညံ့တဲ့အတွေးတွေကိုဘယ်လိုဖေရှားမလဲဆိုတဲ့နီလန်း9ရက်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးပေးတော်မူခဲ့တယ်နော်အတွေးတွေတိုင်းရုံညံ့တယ်လို့ဆိုလိုတာမဟုတ်ဘူးဆိုတာကိုလည်းပြောခဲ့တယ်နော်နိခမဝိတေနော်ထွတ်မြောက်မှုနဲ့ဆက်ရှင်တဲ့အတွေးအပြာပါဒဝိတေမေတ္တာနဲ့ဆက်ရှင်တဲ့အတွေးအဝိဟိန္ဒဝိတေမငြင်းစေမှုတဏှာကရုဏာကျင်နာမှုနဲ့ဆက်ရှင်တဲ့အတွေးဒီအတွေးတွေကြတော့ဘာလို့ရမှာတော့ကြည်ထွားလာအောင်မွေးမြူရမှာဟုတ်လားအခုဖေရှားဖို့ကြိုးစားမဲ့အတွေးတွေကဇာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးဟုတ်ရဲ့လားနံပါတ်1အသုံးပြုရမယ့်နိလန်းကအာယုံပြောင်းတဲ့နေဟုတ်လားအာယုံပြောင်းတဲ့နေမြင့်မြတ်တဲ့အာယုံစားထိုးမယ်ပေါ့နော်ဇာကဖြစ်တယ်ဆိုရင်တတ္တဝါတွေနဲ့ပတ်သက်တဲ့ဖြစ်တဲ့ဇာကကိုဘာနဲ့ဖယ်မလဲအတုပါနဲ့ဖယ်မယ်ဟုတ်လားတက်မဲ့တွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဇာကကိုအနိစ္စနဲ့ဖယ်မယ်နောက်ဒေါသဖြစ်ပြီးဆိုရင်တတ္တဝါတွေနဲ့ဖြစ်တဲ့ဒေါသကိုဘာနဲ့ဖယ်မလို့မေတ္တာနဲ့ဖယ်မယ်ထပ်ပြီးတော့တရားကစစ်တော်တာဟုတ်လားနော်တက်မဲ့တွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဒေါသကိုကြတော့ဓာတုမနတိကာလနဲ့ဖယ်မယ်နော်မောဟနဲ့ပတ်သက်ပြီးတော့ဖယ်ရှားတဲ့နိလန်းကိုတော့နော်ဆရာကောင်းတမကောင်းအမိပြုပြီးတော့နေရမယ်စာသင်မှုကိုပြုရမယ်ပရိယတ္တိစာပြီးပေါ့နော်မေးမြန်းစုံစမ်းမှုလုပ်ရမယ်နော်တရားဒေသနာကိုအခါအားလျော်စွာနာယူရမယ်အကြောင်းဟုတ်သည်မဟုတ်သည်ကိုကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်ကြိုးစားပြီးတော့ဆုံးဖြတ်ရမယ်ဟုတ်လားဒါဆိုလို့ရှိရင်မောဟဓာတ်တွေကိုဖယ်ရှားနိုင်တယ်ပေါ့ဒါနံပါတ်1နေ့နောက်နံပါတ်2ကပါတော့အပြစ်ကိုစဉ်းစားဆင်ခြင်တဲ့နေ့နော်ဒီရာဂဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေဟာနော်ယုံညံ့တဲ့ကာယကံဝစီကံမနောကံတွေကိုဖြစ်စေပြီးတော့ယုံညံ့တဲ့အကျိုးပေးတွေကိုဆက်လက်ပြီးတော့ဖြစ်ပေါ်စေလိမ့်မယ်လို့အ ਨੇ ဆုံးတော့အဲ့ဒါလောက်အပြစ်ကိုနားလည်ထားဖို့မလိုဘူးလားအဲ့လိုအပြစ်ကိုတက္ကစဉ်းစားဆင်ခြင်မယ်ဆိုရင်လည်းပဲဒီယုံညံ့တဲ့အတွေးဟာပျောက်သွားနိုင်တယ်ဥပမာမွေကောင်ပုတ်ခွေးကောင်ပုတ်ကိုလေပင်ဆွဲခံပေးရတယ်လို့မျိုးထိခံစားချက်ပြင်းထန်သွားနိုင်တယ်ပေါ့ဟုတ်လားယုံညံ့တဲ့အတွေးတွေကိုဖြောက်ချင်စိပေါက်ပြီးတော့နော်ကြောက်အောင်လုံနိုင်သွားတဲ့အနေအထားထိရောက်သွားနိုင်တယ်ပေါ့နောက်နံပါတ်3ကပါတော့မအောင်မေးနဲ့မစင်စားနဲ့မစင်ချင်းနဲ့နှလုံးမသွင်းနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမေ့ပြောက်ထားလိုက်ဥပမာမမြင်ချင်းရင်မကြည့်နဲ့ပေါ့မျက်နှာလွှဲထားပေါ့ဟုတ်လားအဲ့လိုမှမရဘူးဆိုရင်မျက်စိမိတ်ထားလိုက်ပေါ့ဟုတ်လားနောက်နံပါတ်4ကဘာပြောတော့နော်ကြံစီစဉ်းစားခြင်းရဲ့အကြောင်းမူလအကြောင်းတရားတွေကိုလိုက်ပြီးတော့ရှားရမယ်ဒီတွေးတွေဘာကြောင့်ဖြစ်တာတော့လို့အကြောင်းတရားကိုလိုက်ပြီးတော့ရှားရမယ်ငါဘာလို့မြန်သွားမှာတော့နှင်းသွားမှာပေါ့ဘာလို့နှင်းသွားမှာတော့ငါရက်မှာပေါ့ဘာလို့ရက်နေမှာတော့ငါထိုင်မှာပေါ့ဘာလို့ထိုင်မှာတော့ငါအိတ်ရက်နေမှာပေါ့လို့ဟောအဲ့ဒါတော့မြတ်စွာဘုရားပေးတဲ့ဥမာပေါ့ဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်နေရပါတော့အန်ကြည့်၍တောက်ခေါက်၍နောက်ဖြစ်ပေါ်နေတဲ့ဒီမကောင်းတဲ့စိတ်ကိုနောက်ကောင်းအောင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘာလို့တော့ဖိနှိပ်ပြီးတော့ပင်ပန်းစေပြီးတော့ကောင်းအောင်ဖြစ်အောင်ကောင်းတာဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားဥပမာအာကောင်းမောင်းတန်ယောက်ျားသည်အာအင်ချိနေတဲ့ယောက်ျားကိုအကုန်လုံးနော်ကိုင်ချုပ်ပြီးတော့ဖိနှိပ်ညှစ်ပစ်လိုက်တယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့စိတ်နဲ့ပဲဘာလို့အောင်တော့ပြန်ပြီးတော့ဖိနှိပ်ရမယ်လို့အဲ့လိုပြောတာဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကဒီနီလန်း9ရက်ကိုမှတ်သားပြီးတော့နော်လက်တွေ့အသုံးချမယ်ဆိုတဲ့စိတ်ကလေးနဲ့မှတ်သားမယ်ဆိုရင်တော့ပို့ပြီးတော့မှတ်သားနိုင်တယ်ပေါ့မှတ်မိနိုင်တယ်ပေါ့နော်အေးဒါကြောင့်ဒီကနေ့ညဝိတကတဏ္ဍာနာသုတ်တံကိုနာယူကြည်ညိုခဲ့ကြတယ်မိမိတို့စ조사အထုတ်နေကြတဲ့နော်တရားဘာဝနာလုပ်ငန်းစဉ်
နော်ဒီຢာကဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့တွေလာပြီဆိုလို့ရှိရင်နံပါတ်1မြင့်မြတ်တဲ့အာယုံကိုပြောင်းပြီးတော့ယူတဲ့နည်းကတော့များစွာအသုံးတည့်နိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်အခုနော်ဒီခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားနေခြင်းကိုကစပြီးတော့မြင့်မြတ်တဲ့နော်အနေအထားကိုရောက်အောင်ကိုစ조사နေရမရောက်ဘူးလားရောက်တယ်နော်ဟုတ်လားဒါကိုလည်းပဲနားလည်ဖို့လိုတယ်နော်ဒါကြောင့်အပမဒါဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ပေတပေါင်းသူတော်ကောင်းတို့နောက်ဆုံးအားရှိတဲ့မြတ်တရားဘာဝနာလို့ကိုစ조사အထောက်ပြီးတော့နောက်ဆုံးမဲ့ညာဘုညာမျက်နှိပ်ပံကိုမျက်မှောက်ပြုတ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပေတပေါင်းသူတော်ကောင်းတို့ပြုလုပ်စ조사ထားကြရတော့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း